United States ကအလဲဘဟိုဖျက်သားထားတဲ့ AR တတိုင်းကြီးတစ်ခုအကြောင်းကိုသင်သိပါသလားအဲ့ဒီတတိုင်းကြီးက Dakota ကနေ Texas ပြည်နယ်ကြီးရှေးလျားစွာတည်ရှိနေတာပါဒါပေမဲ့ဒီတတိုင်းကြီးကို concrete တွေဒါမှမဟုတ် steel တွေနဲ့တည်ဆောက်ထားတာမဟုတ်ပါဘူးအဲ့ဒါကတစ်ပင်တွေနဲ့တည်ဆောက်ထားတဲ့တတိုင်းကြီးတစ်ခုဖြစ်ပါတယ် US အစိုးရကဒါကိုဘာကြောင့်တည်ဆောက်ခဲ့တာလဲ19ရာစုတုန်းကကြောက်မက်ဖွယ်ကောင်းတဲ့ဖုံမုံမုံတိုင်းတွေဟာအလဲပိုင်းဒေသတွေကိုအသက်ရှူကျက်စေခဲ့ပါတယ်ကောင်းကင်ကြီးတစ်ခုလုံးမောင်မဲသွားပြီးစိုက်ပျိုးသီးနှံတွေပျက်စီးကုန်တယ်လို့လူတွေလည်းအသက်ရှူဖို့တောင်ခက်ခဲခဲ့ရပါတယ်မိသားစုတွေဟာအသက်ရှင်သန်နိုင်ဖို့အတွက်သူတို့ရဲ့အိမ်တွေကိုစွန့်ခွာခဲ့ကြရပါတယ်ဒါကြောင့် US အစိုးရဟာ North Dakota ကနေ Texas အထိလွင်ပြင်ကြီးတွေကိုဖြတ်ပြီးအေယာမတောင်အုပ်ကြီးတစ်ခုကိုစိုက်ပျိုးခဲ့ပါတယ်အဲ့ဒီရဲ့ရည်ရွယ်ချက်ကတော့တစ်ပင်တွေကမြေစည်းလွှာကိုထိန်းထားပေးဖို့လေတိုက်နှုန်းကိုရှော့ချပေးဖို့နဲ့ဒီဖုံမုံမုံတိုင်းတွေရန်ကနေမြေယာတွေကိုကာကွယ်ပေးဖို့ပဲဖြစ်ပါတယ်သူတို့ကဒါကို Great Plains Shelter Belt လို့ခေါ်ခဲ့ကြပါတယ်တစ်ပင်ပေါင်းတန်း200ကျော်ကိုစိုက်ပျိုးခဲ့ပြီးစတူရန်မိုင်ပေါင်း1806ထိကျယ်ပြန့်ခဲ့ပါတယ်တရင်ကောင်းကတော့အဲ့ဒီအစီအစဉ်ကတကယ်ပဲအောင်မြင်ခဲ့တာပါပဲဖုံမုံမုံတိုင်းတွေဟာတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပြီးမိသားစုတွေဟာသူတို့ရဲ့နေရာရင်းကိုပြတ်လာနိုင်ခဲ့ကြခဲ့ပါတယ်ဒါပေမဲ့1950လွန်နှစ်တွေနောက်ပိုင်းမှာတော့တောင်သူတွေဟာစိုက်ပျိုးမြေတွေချဲ့ထွင်ဖို့နဲ့လုပ်ငန်းသစ်တွေကိုအထောက်အကူပြုဖို့အတွက်အဲ့ဒီသစ်ပင်တွေကိုခွတ်ထွင်ရှင်းလင်းခဲ့ကြခဲ့ပါတယ်အခုဆိုရင်တော့အဲ့ဒီတတိုင်းကြီးဟာလုံးဝနေပါကိုပျောက်ကွယ်သွားခဲ့ပြီးဖြစ်ပါတယ်ဒီသမိုင်းဖြစ်ရက်ကနေကျွန်တော်တို့ရရှိနိုင်တဲ့သင်ခန်းစာကတော့တဘာဝတရားဟာလူသားတွေအတွက်အကောင်းဆုံးအကာအကွယ်ဖြစ်တယ်ဆိုတာပါပဲဒုတိယအချက်အနေနဲ့လူသားတွေဟာစီးပွားရေးရေတိုအကျိုးအမြတ်ကိုကြည့်ပြီးအတိတ်ကခန်းစားခဲ့ရတဲ့သင်ခန်းစာတွေကိုအလွယ်တကူမေးလျော့တတ်ကြတာကိုတွေ့ရပါတယ်တတိယအချက်ကတော့တဘာဝတိုင်တိုင်ကြီးကိုဖျက်ဆီးလိုက်တာဟာနောက်တစ်ချိန်မှာနောက်ထပ်တဘာဝဘေးအန္တရာယ်တွေကိုပြန်ဖိတ်ခေါ်တယ်လို့ဖြစ်နေနိုင်တာကြောင့်ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးမှုကိုပဲအာရုံစိုက်တင်တယ်ဆိုတဲ့တတိပေးချက်ပဲဖြစ်ပါတယ်